လာရှိုးအရေးထက်သမရပြည်ကြီးကိုပို့ပြီးဦးစားပေးခဲ့တဲ့တက်ချုပ်သမရစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကို MNDAA နဲ့ပူးပေါင်းတပ်တွေကလက်ဆောင်အကြီးကြီးပြန်ပေးသွားခဲ့ပါတယ်။အဲ့ဒီလက်ဆောင်ကတော့စစ်ကောင်စီခေါင်းဆောင်သမရဖြစ်ပြီးရပ်ပိုင်းမှာပဲလာရှိုးကိုတင်ပြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်ရာမခကိုတိုင်းစစ်ဌာနချုပ်စရင်တဲကနေဖျောက်ပေးခဲ့တာဖြစ်ပါတယ်။လာရှိုးမြို့ဝင်းရံခံထားရချိန်စစ်ကောင်စီခေါင်းဆောင်ဟာကာလုံမှာနောက်ထပ်6လတက်တန်းတိုးခွင့်ရဖို့အတွက်အစီအစဉ်တွေဆွဲနေခဲ့တာဖြစ်ပါတယ်။ကျမ်းမာရေးကြောင့်ယာယီသမရမြစ်ဆွေကာလုံအစည်းအဝေးမတက်နိုင်ချိန်မှာသမရမရှိဘဲတက်တန်းတိုးလို့မဖြစ်နိုင်တဲ့အတွက်သမရအခွင့်အရေးကိုပါတခါတည်းယူဖို့စဉ်းစားနေချိန်လည်းဖြစ်ပါတယ်။6လတက်တန်းကုန်ချိန်မှာဂျာဖြတ်အစိုးရတရက်ဖွဲ့စည်းပြီးသမရဟောင်းသိန်းစိန်ကိုဂျာဖြတ်အစိုးရသမရအဖြစ်တင်မြှောက်ဖို့တရုတ်ကဖိအားပေးမှုတွေရှိနေရလို့သတင်းတွေထွက်နေချိန်လည်းဖြစ်ပါတယ်။နောက်ဆုံးမှာစစ်ကောင်စီခေါင်းဆောင်ဟာသူကိုယ်တိုင်ယာယီသမရတာဝန်ယူပြီးကာလုံသမရမင်းအောင်လှိုင်ကတက်ချုပ်မင်းအောင်လှိုင်ကိုနောက်6လအာဏာဆက်ယူဖို့တာဝန်ပြန်ပေးသွားခဲ့တာဖြစ်ပါတယ်။တက်ချုပ်ကြီးမင်းအောင်လှိုင်ယာယီသမရတာဝန်တွေလွှဲပြောင်းယူပြီးရပ်ပိုင်းအကြာမှာပဲလာရှိုးမြို့နဲ့ရာမခကို MNDAA ပူးပေါင်းတပ်တွေကသိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။လာရှိုးမြို့သိမ်းပိုက်ခံရတဲ့ပတ်သက်ပြီးစစ်ကောင်စီထောက်ခံသူတွေကြားမှာအတော်လေးကြရဲရိုက်မှုတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။လာရှိုးမြို့ကိုကာကွယ်ဖို့အချိန်တွေရခဲ့ပါရက်နဲ့မြို့သားမကတိုင်းစစ်ဌာနချုပ်ပါကြားခဲ့တဲ့အပေါ်တက်ထောက်ခံသူတွေအကြားစစ်ကောင်စီခေါင်းဆောင်ကိုအတော်လေးဒေါသထွက်နေခဲ့ကြတာတွေ့ရပါတယ်။တက်ထောက်ခံသူတွေထဲမှာအဓိကအားလို့ဆိုရမယ်မဘာသာနဲ့အမျိုးသားအစွန်းရောက်တွေပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပြီးစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုခေါင်းဆောင်မဖြစ်ထိုက်သူအဖြစ်ဝေဖန်ရှုံချခဲ့ကြတာဖြစ်ပါတယ်။ရာမခလို့တိုင်းစစ်ဌာနချုပ်ကြီးကျသွားတာဟာတပ်မတော်သမိုင်းအတွက်ရှက်စရာကောင်းပြီးစစ်ကောင်စီတပ်ဖွဲ့လုံးနှုတ်ထွက်တင်နေပြီလို့တထောက်ခံသူအမျိုးသားရေးဝါဒီတယောက်ကဆိုခဲ့ပါတယ်။စစ်ကောင်စီအတွက်ပြူစောထီတွေကိုဥဆောင်ပေးနေတဲ့ပောက်ကိုတော်ကလည်းစစ်ကောင်စီခေါင်းဆောင်အနေနဲ့ပတိစိတ်ဖျားတီမှုတွေကိုရပ်တန့်ပြီးစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ရှေ့တန်းမှာတေဆုံးနေရတဲ့စစ်သားတွေရဲ့အသက်ကိုငှဲ့ကွက်ဖို့ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တာပါ။လာရှိုးမှာဖြစ်ခဲ့တဲ့အနေအထားတစ်ခုကအရန်ကိုကြေကွဲစရာကောင်းတဲ့ကာချုပ်ကြီးပတိစိတ်နေအောင်မှာလားဗိုလ်ချုပ်ဇော်မင်းထွန်းကနေပြည်တော်ကနေခလုတ်တစ်ချက်နှိမ့်လိုက်ရုံပဲဆိုအဲ့ဒီခလုတ်ကြီးကဘယ်တော့နှိမ့်မှာလဲဘာခလုတ်လဲနောက်ဆုံးမဲ့ခလုတ်လားကာချုပ်ကြီးဖျားတီဟာခဏရထားပါအောင်တထောက်ခံသူတွေရဲ့မျက်ရည်တွေကိုတုပ်ပေးပါအောင်ဆိုပြီးပောက်ကိုတော်ကဝေဖန်ထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်တခြားတထောက်ခံသူတွေကလည်းပုံစံအမျိုးမျိုးနဲ့စစ်ကောင်စီခေါင်းဆောင်ကိုဝေဖန်မှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကျော်မျိုးမင်းနဲ့ကျော်စိုးဦးလိုလူတွေတောင်ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါကိုကြည့်ရင်လာရှိုးရမခကြားခဲ့တာဟာစစ်ကောင်စီအတွက်ဘလောက်အထိတန်ဖိုးကြီးမားနေတယ်လဲဆိုတာကိုသိနိုင်ပါတယ်။လာရှိုးရမခဟာစစ်ကောင်စီလက်အောက်ခံတိုင်းစစ်ဌာနချုပ်14ခုထဲမှာနေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြကြီးနားပြီးရင်တတိယအကြီးဆုံးတိုင်းစစ်ဌာနချုပ်ဖြစ်တယ်လို့အစဉ်အလာကြီးရဲ့တိုင်းစစ်ဌာနချုပ်လည်းဖြစ်ပါတယ်။တထောက်ခံသူတွေအသေးနာမယ်ဆိုရင်လည်းနာကျင်စရာဖြစ်လောက်ပါတယ်။စစ်ကောင်စီတပ်အတွင်းနေဝင်းနီလိုနာမည်ကြီးတဲ့ရမခဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်အတွင်းအတော်လေးအရှိန်အဝါကြီးမားခဲ့တာဖြစ်ပါတယ်။တရုတ်မြန်မာအရေးခင်းပြီး1968ခုနှစ်မှာဗမာပြည်ကွန်မြူနစ်ပါတီရဲ့အဝေးရောက်ဒုဥက္ကဋ္ဌတခင်ဘာသိန်းတင်ကဘကပအရှိမြောက်စစ်ဒေသဖွင့်ပြီးမှောင်ကိုဒေသကိုစတင်သိမ်းပိုက်ခါတရင်တွေတိုးချဲ့ပြီးကိုကန့်ဒေသအတွင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။ဘကပတပ်တွေကိုတုံ့ပြန်ဖို့အတွက်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက1980ပြည့်နှစ်ဇွန်လအတွင်းလာရှိုးမြို့မှာမဟာဗျူဟာကွပ်ကဲမှုစစ်ဌာနချုပ်ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။မြကြီးနားဗမော်လာရှိုးခရိုင်တွေနဲ့မိုးကုတ်မြို့နယ်ကတပ်တွေကိုထည့်သွင်းပြီးဓာတ်ရိုက်ကွက်ကဲစီကအဲ့ဒီအချိန်ကဒုဝင်ကြီးတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးကြီးစိန်မြကိုမဟာဗျူဟာမှူးကြီးအဖြစ်တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်1982ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့တဲ့ရက်40ကြာဘာကပတို့ရဲ့ကွန်းလုံထိုးစစ်ကိုဗိုလ်မှူးကြီးထွန်းရီဗိုလ်မှူးကြီးပေါ်ထွန်းရှိန်စတဲ့ခေါင်းဆောင်တွေဟာနေလှဲ့စစ်ဗျူဟာ1နဲ့တရင်4ရင်တမခွန်ကတရင်9ရင်တို့နဲ့တိုက်ခိုက်နိုင်ခဲ့ပြီးဘာကပထိုးစစ်ကိုဦးကျိုးစေခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုလာရှိုးအနီးတိုက်ပွဲတွေအရှိန်ကျသွားချိန်1982ခုနှစ်ဇူလိုင်လနဲ့ဩဂုတ်လတွေအတွင်းမဟာဗျူဟာကွပ်ကဲမှုစစ်ဌာနချုပ်အပါအဝင်တမဟာတွေဖျက်သိမ်းပြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်တိုင်းစစ်ဌာနချုပ်6ခုကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမကဟာသူတို့နယ်မြေအတွင်းဘာကပနဲ့စီစီ1တာပန်တို့လိုတိုက်ပွဲကြီးတွေအပြင်အောင်ကျော်မိုးရဲမဲအောင်အစရှိတဲ့စစ်စင်ရေးကြီးတွေအတွင်းရှမ်းပြည်တပ်မတော် SSA ပလောင်တော်လှန်ရေးတပ်တွေ
ခွန်စာဦးဆောင်တဲ့အဖွဲတွေရှမ်းပြည်မြောက်ပိုင်းကကချင်လွတ်လပ်ရေးတပ်မတော် KIA တမဟာ၄ဦးနဲ့တာမက1989ခုနှစ်ဘာကပမပြိုကွဲခင်အထိအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဘာကပပြိုကွဲပြီးတဲ့နောက်တရုတ်နိုင်ငံကနေဆက်မှာကုန်သွယ်ရေးဖွင့်လိုက်တဲ့အခါမူဆယ်လာရှိုးလမ်းကြောင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ဟာပုံမအရေးပါလာတဲ့အပြင်စီးပွားရေးတွေမှာလည်းပါဝင်ပတ်သက်လာတာဖြစ်ပါတယ်။အထင်ရှားဆုံးအနေနဲ့2004ခုနှစ်နိုဝင်ဘာလကဖြစ်ပွားခဲ့ဘူးတဲ့မူဆယ်105မိုင်နဲ့နမ်ဖတ်ကဒေသကနေအစပြုခဲ့တဲ့ထောက်လိုင်းရေးတပ်ဖွဲ့ကြီးပြိုကွဲရတဲ့ဖြစ်စဉ်ဟာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကပဲစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကထောက်လိုင်းရေးတပ်ဖွဲ့ကြီးကိုစတင်ဖြိုခွင်းတဲ့စစ်တိုင်းမှုမှာလက်ရှိစစ်ကောင်းဆောင်ကိုဝေဖန်မှုနဲ့ထောင်ချခံထားရတဲ့ဗိုလ်ချုပ်မြင့်လှိုင်ဖြစ်ပါတယ်။2009ခုနှစ်မှာနေသားတောင်တက်ပြောင်းလဲရေးနဲ့ပတ်သက်လို့တင်းမာမှုတွေဖြစ်လာပြီးဖုံးချရှင်အင်အားစုကိုဖယ်ထုတ်တဲ့ကိုကန့်ဒေသတိုက်ပွဲတွေဟာလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်နေမြေမှာပဲဖြစ်ပွားခဲ့တယ်လို့2015ခုနှစ်ကိုကန့်ဒေသကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တပ်တွေပြန်လည်ဝင်ရောက်လာတဲ့အခါမှာလည်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့နဲ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ပွဲတွေအလုံးမှာရာမခတပ်တွေကပဲအသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုရှမ်းမြောက်တခွင်ကအဓိကတိုက်ပွဲကြီးတွေအားလုံးကိုအနိုင်ယူထားတဲ့အစင်လာကြီးမားမှုကြောင့်လာရှိုးရမခကိုစစ်ကောင်စီအတိုင်းဝိုင်းတစ်ခုလုံးကအမျော်လင့်ပြီးအထင်တွေလွတ်ကြီးထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အကျင့်ပြတ်ချစားမှုတွေနဲ့ကိုကျိုးစီးပွားရေးတွေမှာသာလုံးပန်းနေတဲ့စစ်ဗိုလ်ချုပ်အလီလီတွေကြောင့်လာရှိုးရမခရဲ့ဂုံဒရက်တွေပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်ပါတယ်။ဒါကြောင့်လည်း MNDAA နဲ့ပူးပေါင်းတပ်တွေဟာလာရှိုးရမခကိုတလအတွင်းမှာပဲအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်စစ်ကောင်စီစိုးရိမ်နေတဲ့အတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာတရုတ်နယ်စပ်ကနေမန္တလေးတိုင်းအဆက်ပြင်ဦးလွင်မိုးကုတ်အထိထိန်းချုပ်နေမြေတွေရသွားခဲ့ပြီဖြစ်တယ်လို့ပြည်မကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်းချိတ်ဆက်သွားနိုင်တော့မှာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်းတိုင်းသားလက်နက်ကိုင်တွေကအဓိကထိန်းချုပ်ထားနိုင်မှုအခွင့်အရေးရသွားပြီဖြစ်ပါတယ်။ဒါကြောင့်လည်းစစ်ကောင်စီလက်ထက်သမိုင်းဝင်ရှုံးပွဲတော်လှန်ရေးတပ်ဖွဲ့တွေအတွက်သမိုင်းဝင်အောင်ပွဲဖြစ်ခဲ့တဲ့လာရှိုးရမခကိုသိမ်းပိုက်နိုင်ခဲ့တဲ့အပေါ်မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းခုန်ပြူချီးကျူးခဲ့ကြတာတွေ့ရပါတယ်။စစ်ကောင်စီခေါင်းဆောင်ကတော့သူ့လက်ထက်ပထမဆုံးတိုင်းစစ်ဌာနချုပ်တစ်ခုကြာဆုံးခဲ့တဲ့သမိုင်းဝင်ရှုံးပွဲအတွက်ပြည်ပနိုင်ငံတွေရဲ့နည်းပညာအကူအညီကြောင့်ဆိုပြီးအပြစ်ဖို့ခဲ့ပါတယ်။ဒါအပြင်ရမခကြာဆုံးမှုအတွက်ရှမ်းပြည်နယ်ကစစ်တိုင်း၄တိုင်းကွက်ကဲရတဲ့အမှတ်2စစ်စင်ရေးအထူးအဖွဲ့မှုကစထ2မှုဒုဗိုလ်ချုပ်ကြီးနိုင်ဦးနဲ့စစ်သွယ်ရေးညွှန်ကြားရေးမှုဗိုလ်ချုပ်ရဲမြင့်နိုင်တို့ကိုဖမ်းဆီးခဲ့ပြီးကစထ2မှုအဖြစ်ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်နဲ့အစားထိုးခဲ့တာတွေ့ရပါတယ်။အရှုံးအတွက်ခေါင်းဆောင်ပြီးတမရယူနေတဲ့စစ်ကောင်စီခေါင်းဆောင်ရဲ့လုပ်ရက်တွေအပေါ်စိတ်ကုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းတနေ့ထက်တနေ့ပိုမိုများပြားလာနေပြီဖြစ်ပါတယ်။လာရှိုးရမခအရေးထံတမရဖြစ်ကြီးကိုဦးစားပေးခဲ့တဲ့တက်ချုပ်တမရကြီးရဲ့စသိန်းကတော့တိတ်မကြတော့ဘူးလို့ထင်မြင်ယူဆမိပါတယ်။